ညောင်ပင်အိုအောက်ကလက်ဝါးရာကိုအောင်ဟာမြို့ပြမှာနေထိုင်ပြီးဒီလိုနာနာဘာဝကိစ္စတွေကိုသိယုံကြည်သူမဟုတ်ပါဘူး။အဲဒီနေ့ကတငယ်ချင်းဖြစ်သူစိုးထက်စီအလဲသွားဖို့ဆိုင်ကယ်နဲ့ထွက်လာခဲ့တာပါ။နေမြို့လေးရဲ့အပြင်ဘက်တောလမ်းကိုရောက်တဲ့အခါကောင်းကင်ကရုတ်တရက်မှောင်ကျလာပြီးမိုးဖွဲဖွဲလေးဆရွာလာပါတယ်။လမ်းတစ်လျှောက်မှာလျှက်စစ်မီးတိုင်မရှိသလိုဖြတ်သွားဖြတ်လာခရီးတယ်လည်းတယောက်မှမရှိတော့ပါဘူး။လမ်းကွေးတစ်ခုအရောက်လမ်းဘေးမှာခန့်ခန့်ထဲထဲကြီးရှိနေတဲ့ညောင်ပင်အိုကြီးနားကိုရောက်တော့ကိုအောင်ဆိုင်ကဟာတအေးအေးနဲ့အရှိန်ကျသွားပြီးရုတ်တရက်ထိုးရက်သွားပါတယ်။ဟောဒီအချိန်မှဘာဖြစ်တာလဲလို့သူတယောက်တည်းရေရွတ်ရင်းဆိုင်ကကိုစစ်ဆေးဖို့ကြိုးစားပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လွန်းလို့ကိုယ်နှလုံးခုန်တန်ကိုတောင်ပြန်ကြားနေရတဲ့အထိပါပဲ။အဲ့ဒီအချိန်မှာပဲအေးဆက်ဆက်လေးပင်တစ်ချက်ကသူ့လေပင်ကိုဝေခနဲဖြတ်တိုက်သွားပါတယ်။ထူးဆန်းတာကအဲ့ဒီလေထဲမှာပုတ်စော်နနန်အနံတစ်ခုကဆူဆူရှက်ရှက်ပါလာတာပါ။ကိုအောင်ခါကိုမတ်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့အနောက်ဘက်ကလျက်ကနေဟင်းဆိုတဲ့အသက်ရှူတန်ပြင်းပြင်းကြီးကိုကြားလိုက်ရပါတယ်။တစုံတစ်ယောက်ကသူ့ပခုံးပေါ်ကိုမေးတင်ထားသလိုမျိုးခံစားလိုက်ရတာပါ။သူ့ကြက်သီးတွေဖြန်းဖြန်းထသွားပြီးအနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမရှိပါဘူး။အမောင်ထုထဲမှာညောင်ပင်ကြီးရဲ့ကိုင်းညွတ်နေတဲ့အမြစ်တွေကလက်ချောင်းကြီးတွေလိုပဲလေထဲမှာရိမ့်ထိုးနေပါတယ်။သူကြောက်ကြောက်လန့်လန့်နဲ့ဆိုင်ကယ်ကိုအတင်းပြန်နှိုးပါတယ်။ခြေနင်းတံကိုအကြိမ်ကြိမ်နင်းပေမဲ့ဆက်ကလုံးဝမနှိုးပါဘူး။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ပခုံးပေါ်ကိုအေးဆက်ဆက်နဲ့လေးလံတဲ့လက်တစ်ဖက်ကတီးခနဲလာတင်ပါတယ်။ကိုအောင်တကိုယ်လုံးကြောက်ရွံ့လို့တောင့်တင်းသွားပါတယ်။အဲ့ဒီလက်ဝါးကနေတဆင့်အေးတက်ဟာသူ့ရဲ့အယိုးထဲအထိစိတ်ဝင်သွားသလိုခံစားရပါတယ်။ကဲပါလို့အော်ချင်ပေမဲ့အတန်ကလေချောင်းထဲမှာပဲတနေပါတယ်။သူအားကုန်သုံးပြီးဆိုင်ကယ်ကိုနောက်တစ်ချိန်နင်းလိုက်တဲ့အခါမှာတော့ဆက်ကဝုန်းကနေနှိုးသွားပါတော့တယ်။ကိုအောင်ဟာနောက်ကိုလှည့်မကြည့်ရဲတော့ပဲဆိုင်ကယ်ကိုအစွမ်းကုန်မောင်းပြေးခဲ့ပါတယ်။တငယ်ချင်းအိမ်ကိုရောက်တဲ့အခါကိုအောင်မျက်နှာကသွေးမရှိတော့သလိုဖြူလျော်နေပြီးတုံတုံရင်ဖြစ်နေပါတယ်။စိုးထက်ကကိုအောင်ကိုမြင်ချင်းပဲဟေ့လူမင်းမဖြစ်လာတာလဲမျက်နှာလဲမကောင်းဘူးပခုံးမှလဲဘာတွေပေလာတာလဲလို့လမ်းမေးပါတယ်စိုးထက်ကမှန်တစ်ချက်ယူလာပေးပြီးကိုအောင်ကိုပြပါတယ်ကိုအောင်သူ့ရဲ့ပခုံးကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဖြူရောင်အင်ဂျီပေါ်မှာရွှွညွန်တွေပေးကျန်နေတဲ့လက်ဝါးရာအမဲကြီးတစ်ခုဟာထင်ထင်ရှားရှားရှိနေပါတယ်အဲ့ဒီလက်ဝါးကတာမန်လူတစ်ယောက်ရဲ့လက်ထက်ပိုကြီးနေပြီးလက်ချောင်းတွေကလည်းပုံမှန်ထက်ပိုရှည်နေတာပါစိုးထက်ကတပြင်းချရင်မင်းညောင်ပင်ကြီးအောက်မှာခဏရက်ခဲ့တာလားအဲ့ဒီနေရာမှာလွန်ခဲ့တဲ့အပတ်ကလူတက်မှုဖြစ်ထားတာအသက်ခံရတဲ့လူကအခုထိမကျွတ်မလွတ်သေးပဲဖြတ်တန်းသွားလာတဲ့သူတွေကိုလိုက်ဆွဲနေတာမင်းကန်ကောင်းလို့လွတ်လာတာလို့ပြောပြပါတယ်ကိုအောင်ဟာအဲ့ဒီညခဆပြီးဖျားနာသွားခဲ့ကတပတ်လောက်အထိအိမ်မက်ဆိုးတွေမကြာခဏမက်နေခဲ့ပါတယ်။အခုထက်ထိလည်းအဲ့ဒီပခုံးကလက်ဝါးရနေရဟာမိုးရွာတဲ့နေမျိုးဆိုရင်တဆစ်စစ်နဲ့ပြန်လာတတ်တယ်လို့သူကပြန်ပြောပြလေးရှိပါတယ်။အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်။